အားလုံးပဲမင်္ဂလာပါမမတို့ရေဒီနေ့မှာတော့ AC ဖက်နက်ဆိုင်မှာဖက်နက်အော်ရာအဲ့ရင်ဘယ်လောက်ကြာမလဲဆိုရဲမေးခွန်းလေးကိုဖြည့်ပေးပြရစီရှင် AC ဖက်နက်ဆိုင်မှာဖက်နက်အော်ရာအပ်မယ်ဆိုလို့ရှိရင်ကြောက်ကတ်တာက9ရက်ဖက်နက်လောက်တာက9ရက်စုစုပေါင်း10ရက်ကြာမှာဖြစ်ပါတယ်ဝစ်စုံဒီဇိုင်းဝယ်ပြီးသွားပြီမင်္ဂလာဝစ်စုံထားမသိန်းဝယ်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ AC ဖက်နက်ဆိုင်မှာမဟုတ်ပါဘူးကိုဝစ်မဲ့ဖက်နက်ကိုကြိုတင်ပြီးတော့ဝယ်ထားစေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တနေ့ကအကိုတယောက်ကလေပွဲတက်ရှိတယ်ဆိုပြီးတော့ညရင်ချင်းလာမေးတယ်မနေ့ကျရင်ပွဲတက်ရမယ်ဆိုအဲ့လိုမျိုးလိုချင်တဲ့အထူအနှိမ့်အမြင့်ရဲ့လိုချင်တဲ့ size တွေကဖက်နက်ဆိုင်တွေတော်တော်များများမှာမရှိတတ်ပါဘူးရှင်ဥမာနိုင်ငံခြားသားတွေနဲ့တွေ့ရမယ်ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲဆိုလို့ရှိရင်ဗမာမျိုးသားတွေကပုံတော်ကို2လက်မထူဆိုင်မှာ order အပ်လေးရှိပါတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ဝစ်မဲ့တိုက်ပုံရောင်ပိုးပစိုးရောင်နဲ့ customize order အဲ့ရတာဖြစ်ပါတယ်ဖက်နက်သီးတန်းဆိုရင်ကြာချိန်9ရက်ယူပါတယ်ဒါကြောင့်မလို့ကျမဆိုင်မှာမဟုတ်ပါဘူးဗမာဝစ်စုံပြေပွဲတက်မယ်လို့စိတ်ကူးထားလို့ရှိရင်ဂရီဘာဖက်နက်ကိုတခါတည်းဝစ်စုံရကြတဲ့ကဝယ်စေချင်ပါတယ်ဟုတ်ကဲ့ကျမ AC ဖက်နက်ဆိုင်အမဲကြီးအောင်ပါအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမခြင်းနဲ့ပြေဆုံးပါစေတတာပါရှင်